တနေ့မှာမြောက်ဝံတကောင်ကတိရစ္ဆာန်ထင်းရဲ့မျက်နှာကိုမစင်နဲ့မတော်တဆပြစ်ပေါက်မိသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့စီစာဟာမအောင်နိုင်ပဲရေမောမိသွားရာကနေတိရစ္ဆာန်ထင်းဟာဒေါသထွက်သွားပြီးဖိအားပြင်းတဲ့ရေပိုက်ကြီးနဲ့စီစာကိုအပြင်းထန်ထိုးပတ်ပြီးပညာပေးလိုက်ပါတယ်။တနာစရာကောင်းတဲ့စီစာဟာအေးစိမ့်ပြီးငတ်မွတ်စွာနဲ့ကြမ်းပြင်ပေါ်မှာခွေကြနေရရှာပါတယ်။ဒီအဖြစ်အပျက်ကသူ့ကိုပထမဆုံးကြိမ်ဖြစ်ဒီလောင်အိမ်ထဲကနေထွက်ပြေးဖို့စိတ်ကူးရစေခဲ့ပါတယ်။သူအပြင်ထွက်ခွင့်ရတဲ့အချိန်မှာဒီစခန်းထဲမှာသူ့လိုမြောက်ဝံတွေအများကြီးအပိတ်လောင်ခံထားရတာကိုတတိပြုမိသွားပါတယ်။အဲ့ဒီမှာထွက်ပြေးမှဆိုလို့တန်လောင်အိမ်ထဲမှာတကောင်ငယ်ပိတ်ထားရတဲ့အလွန်တန်မာတဲ့လူဝံကြီးတကောင်လည်းရှိနေပါတယ်။ဒီစခန်းရဲ့မြောက်ဝံခေါင်းဆောင်ဖြစ်တဲ့ယောဂတ်ဟာလူတစ်ဖြစ်တဲ့စီစာကိုမြင်နာနဲ့ချက်ချင်းပဲထည့်လိုက်ပါတယ်။စီစာကမိတ်ဆွေဖွဲတဲ့အနေနဲ့ကစားစရာဘောငေးပစ်ပေးရမယ်ယောဂတ်ကလွှင့်ပစ်လိုက်ပြီးစီစာကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာစီစာဝတ်ထားတဲ့အင်ဂျီတွေကိုဆွဲဖြတ်ပြီးအဆက်ခွဲရဲ့အနေနဲ့လွှင့်ပစ်လိုက်ပါတယ်။စီစာဟာထိတ်လန့်တကြားထွက်ပြေးပေမဲ့ယောဂတ်ကလိုက်ဖမ်းပြီးသူ့ကိုတိုက်ခိုက်ပါတော့တယ်။ဘေးကမြောက်ဝံတွေကလည်းသူတို့ခေါင်းဆောင်အတွက်ဝိုင်းပြီးအားပေးနေကြပါတယ်။စီစာဟာပုံးစရာမရှိတော့တဲ့အစုံတစ်ပင်ပေါ်တက်ပြေးရမယ်ယောဂတ်ကအနောက်ကနေထက်ချက်မကွာလိုက်တိုက်ခိုက်တာကြောင့်စီစာဟာအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တိရစ္ဆာန်ယုံဝန်ထမ်းကမစ်စစ်တေးနဲ့ပြေးလိုက်မှသာနှစ်ကောင်စလုံးငြိမ်သွားပါတော့တယ်။ဒုတိယအကြိမ်အပြင်ထွက်ခွင့်ရတဲ့အခါစီစာဟာတစ်ပင်ရဲ့အမြင့်ဆုံးနေရာကိုတက်ပြီးအပေါ်ကမှန်ချက်ကနေတဆင့်ထွက်ပြေးလို့ရမယ့်လမ်းကြောင်းကိုရှာတွေ့သွားပါတယ်။နောက်တစ်နေ့မှာသူဟာခီးသွားတစ်ယောက်ကိုလက်ရက်ခေါ်လိုက်ပါတယ်။အဲ့ဒီခီးသွားကစိတ်လှုပ်ရှားစွာနဲ့အနားကပ်လာတဲ့အခါစီစာကသူ့ရဲ့ကော်လာကိုဆွဲကင်ပြီးကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပါတယ်။အဲ့ဒီလူဟာကြောက်လန့်ပြီးမလုံနိုင်ဖြစ်နေုံမှာပဲတိရစ္ဆာန်ထင်းရောက်လာတာကြောင့်စီစာကလက်ကိုချက်ချင်းလွတ်ပေးလိုက်ပါတယ်။တိရစ္ဆာန်ထင်းထွက်သွားတဲ့အခါမှာတော့စီစာရဲ့လက်ထဲမှာအဲ့ဒီလူစီကနေခိုးယူလိုက်တဲ့ခောက်သားလေးပါလာပါတော့တယ်။ညရောက်တဲ့အခါစီစာဟာအဲ့ဒီခောက်သားကိုတစ်သားချောင်းလေးမှာချီလိုက်ပြီးတကားတော့ကိုလှည့်ဖွင့်လိုက်ပါတယ်။စီစာဟာသူတယောက်တည်းထွက်ပြေးတာမျိုးမလုပ်ပဲအရင်ဆုံးအင်အားကြီးတဲ့လူဝံကိုလွတ်ပေးလိုက်ပါတယ်။လူဝံကြီးဟာသူတခါမှမခံစားဘူးတဲ့လွတ်လပ်မှုကိုခံစားရင်းအပြင်ကိုဝုန်းတိုင်းကျဲထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာစီစာကိုကျေးဇူးတင်တဲ့အမူအရာပြခဲ့ပါတယ်။ဒါဟာစီစာရဲ့ထွက်ပြေးရေးစီမံကိန်းရဲ့ပထမဆုံးခြေလှမ်းပါပဲ။အဲ့ဒီနောက်မှာတော့စီစာဟာသူ့ကိုအနိုင်ကျင့်ခဲ့တဲ့ခေါင်းဆောင်ယောဂတ်ကိုတွားနိုးပါတယ်။ယောဂတ်ဟာဘာဖြစ်နေမှမသိပဲအပြင်ကိုထွက်လာတဲ့အချိန်မှာစီစာကတန်ပုံးတပုံးနဲ့ယောဂတ်ကိုအားနဲ့ရိုက်ချလိုက်ပါတယ်။ယောဂတ်ကပြန်ခုခံဖို့ပြင်ပေမဲ့ကြောက်တိုင်လိုရက်နေတဲ့လူဝံကြီးကိုမြင်လိုက်တဲ့အခါမှာတော့စီစာကိုဒူးထောက်အရှုံးပေးလိုက်ရပါတော့တယ်။ဒီအချိန်ကစပြီးစီစာဟာမြောက်ဝံအုပ်စုရဲ့ခေါင်းဆောင်တစ်ဖြစ်လာပါတယ်။စီစာဟာတခြားမြောက်ဝံတွေထက်ပိုပြီးညံကောင်းနေရတဲ့အကြောင်းရင်းကတော့ဆေးကုမ္ပဏီတစ်ခုကအဲဇိုင်းမာယောဂကုသဆေးကိုစမ်းသပ်စင်မှာသူ့အမေဟာစမ်းသပ်ခံဖြစ်ခဲ့ပြီးစီစာဟာမွေးကလေးကအဲ့ဒီဆေးအာနီတင်ကြောင့်ညံရီမြင့်မားနေခဲ့လို့ဖြစ်ပါတယ်။အခုချိန်မှာတော့စီစာဟာတခြားမြောက်ဝံတွေကိုပါသူ့လိုညံကောင်းလာစေချင်နေပါပြီ။ဘာကြောင့်လဲဆိုတော့သူဟာဒီနေရာကနေထွက်ပြေးခြင်းယုံတင်မကပဲလူသားတွေရဲ့အုပ်ချုပ်မှုအောက်ကနေလုံးဝလွတ်မြောက်တဲ့မြောက်ဝံကဘာတစ်ခုကိုတည်ထောင်ဖို့ရည်ရည်ထားလို့ပဲဖြစ်ပါတယ်။